ဟုတ်ပါတယ်အင်ဒိုနီးရှားမှာတရုတ်ဆောင်ဂျိုးတာဆလင်ဟာသူ့ရဲ့နောက်ဆုံးထွက်ရုပ်ရှင် The Furious နဲ့အပြည်ပြည်ဆိုင်ရာအောင်မြင်မှုကိုထပ်မံရရှိထားပါတယ်ဒီအာရှ action martial art thriller ဇာတ်ကားကိုဒါရိုက်တာကန်ဂျီတာနီကာဒီကဦးဆောင်ရိုက်ကူးထားပြီး2025ခုနှစ်စက်တင်ဘာ6ရက်နေ့မှာ Toronto International Film Festival မှာပထမဆုံးပြသခဲ့ပါတယ်ဂျိုးတာဆလင်နဲ့အခြားအာရှ action ကျေဖို့များပါဝင်ထားခြင်းကြောင့်ဒီဇာတ်ကားဟာလူအများစိတ်ဝင်စားမှုများစွာရရှိခဲ့ပါတယ်အထူးသဖြင့် CGI အထူးပြုလုပ်မှုတွေမသုံးဘဲ action ဇာတ်ကားမျိုးတွေကိုတကယ်လက်တွေ့အတိုင်းရိုက်ကူးထားတာကထူးခြားချက်တစ်ခုပါဒီဇာတ်ကားထဲမှာအင်ဒိုနီးရှားမှာယာယန်ရူဟန်လည်းပါဝင်ထားပြီးထို့အပြင်မြောက်စီဘရိုင်ယန်လီဂျိုဝီအိုင်နာဝါကနဲ့ဂျီဂျာယာနင်တို့လိုအခြားနိုင်ငံများမှာတရုတ်ဆောင်များလည်းပါဝင်ထားပါတယ်ဒီဇာတ်ကားဟာအာရှရဲ့အကောင်းဆုံး martial art သက်ကျွမ်းသူတွေကိုပေါင်းစည်းထားတဲ့အတွက်အလွန်စိတ်ဝင်စားဖို့ကောင်းတဲ့ action ဇာတ်ကားတစ်ကားဖြစ်ပါတယ်တရုတ်ဆောင်တွေအပြင်ဖန်တီးရေးသားသူများရိုက်ကူးရေးအဖွဲ့တို့လည်းအကောင်းဆုံးအဆင့်မှာပါဝင်ထားပါတယ်ဒီဇာတ်ကားကိုအရင်ကရှိခဲ့တဲ့ The Raid Style Action ဇာတ်ကားများကိုပြန်လည်သတိရစေတယ်လို့လည်းဆိုကြပါတယ်ဇလန်အရာဒီရုပ်ရှင်မှာလူကုန်ကူးမှု human trafficking ရဲ့အမှောင်ဘက်ကိုတင်ပြထားပြီးကလေးငယ်များလည်းဒုက္ခရောက်နေကြရတာကိုပြထားပါတယ်The Furious ဟာကုန်ကူးလို့ခေါ်တဲ့ကုန်သည်တယူရဲ့ဇလန်ဖြစ်ပြီးသူ့သမီးကိုလူကုန်ကူးကွင်းရက်ခါကနေကေးတင်ဖို့တိုက်ခိုက်ရေးသမားတဦးဖြစ်ပြောင်းလဲသွားတာကိုပြောပြထားပါတယ်သူ့ရဲ့ရှာဖွေမှုအတွင်းမှာ Nevin လို့ခေါ်တဲ့သတင်းထောက်တစ်ယောက်နဲ့တွေ့ဆုံပါတယ်Nevin ကလည်းဒီလိုအမှုတစ်ခုကိုစုံစမ်းနေသူဖြစ်ပြီးနောက်ပိုင်းမှာကလေးတွေကိုကေးတင်ဖို့ပြင်းထန်တဲ့တိုက်ခိုက်ရေးသမားတဦးဖြစ်ပြောင်းလဲသွားပါတယ်ဇလန်တင်မာကပဲဒီဇာတ်ကားမှာထူးခြားစရာများစွာပါဝင်ပါတယ်။ Hong Kong style martial art action နဲ့ခေတ်သစ် thriller style ကိုပေါင်းစပ်ထားပါတယ်။ဂျိုးတာဆလင်ကပြောထားတာကဒါရိုက်တာကန်ဂျီတာနီကာဒီဟာတရုတ်ဆောင်တိုင်းကို stunt double မသုံးဘဲကိုယ်တိုင် action ခန်းတွေကိုတရုတ်ဆောင်စီခဲ့ပါတယ်။ဒါဟာ Jackie Chan ရဲ့ရုပ်ရှင် style နဲ့ဆင်တူပါတယ်။ကန်ဂျီတာနီကာဒီဟာ Rurouni Kenshin trilogy တွင် action ဒါရိုက်တာအဖြစ်လည်းနာမည်ကြီးသူဖြစ်ပါတယ်။ဒီဇာတ်ကားရဲ့တိုက်ခိုက်ပုံစံဟာဟော်လီဝုဒ်သို့မဟုတ်အင်ဒိုနီးရှားဇာတ်ကားများနဲ့မတူဘဲထူးခြားတဲ့ style တစ်ခုကိုပြီးဆုံးထားပါတယ်။ဂျိုးတာဆလင်ကလည်းဒီဇာတ်ကားရဲ့ fight choreography ကို Rurouni Kenshin ရဲ့ style နဲ့နှိုင်းယှဉ်ပြောထားပြီးမြန်ဆန်တဲ့ခြေတန်းလှုပ်ရှားမှုတွေလှိမ့်ခွက်များစွာပါဝင်ကြောင်းပြောပါတယ်။ဒီလိုလှုပ်ရှားမှုတွေကြောင့် action ခန်းတွေကပိုပြီးစိတ်လှုပ်ရှားဖို့ကောင်းလာပါတယ်။ဒါကြောင့် The Furious ဟာ action design အလွန်စိတ်ဝင်စားဖို့ကောင်းတဲ့ဇာတ်ကားတစ်ကားဖြစ်မယ်လို့ခန့်မှန်းနိုင်ပါတယ်။ဂျိုးတာဆလင်ကမကြသေးခင်ကကန်နီဒါပြည်ကပြန်လာခဲ့ပြီးသူ့ရဲ့ဒီဇာတ်ကားကို Toronto International Film Festival မှာပြသဖို့သွားခဲ့တာဖြစ်ပါတယ်။ဒီ premiere ပွဲဟာအောင်မြင်စွာကျင်းပနိုင်ခဲ့ပြီးပရိသတ်နဲ့ film critic တွေရဲ့ချီးကျူးမှုများစွာကိုလည်းရရှိခဲ့ပါတယ်။ Toronto Festival ပြီးနောက်ဒီဇာတ်ကားကိုနိုင်ငံတကာမှာဖြန့်ချီပြသမယ်လို့စီစဉ်ထားပြီးအင်ဒိုနီးရှားမှာလည်းမကြာမီယုံတင်မယ်လို့မျှော်လင့်ရတယ်။ဒီဇာတ်ကားဟာ Rotten Tomato မှာ100% critic 12ယောက်ရထားပြီး IMDb မှာလည်း 8.6 rating ရထားပါတယ်။ဒါကြောင့်ကြည့်ကျင်စိတ်ပိုပြီးမြင့်တက်လာပြီးမဟုတ်လားဒီဟာကတော့ကျွန်တော်ရဲ့စိတ်ဝင်စားဖို့ကောင်းတဲ့အချက်အလက်အချို့ပါတင်တို့ရဲ့အမြင်ကိုလည်းကိုမမမျှဝေပေးပါကြည့်ရှုပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီ channel မှာရုပ်ရှင်နဲ့ series ဆိုင်ရာ content အသစ်တွေကိုဆက်လက်ဆောင်ကြည့်ပါနော် bye bye